ကျမကအိမ်ပြင်ဘက်မှန်သတင်းပေါက်ကနေတဆင့်သူတို့ပြောနေတာတွေအားလုံးကိုလျှို့ဝှက်စောင့်ကြည့်နေခဲ့ပါတယ်။ပြီးတော့ကျမရဲ့မျက်မှန်ကိုအသုံးပြုပြီးဆိုဖာပေါ်မှာချထားတဲ့ဘိုင်ရွေ့ရဲ့လက်ကင်အိတ်ထဲကိုအဝေးကနေစကန်ဖတ်ကြည့်လိုက်တဲ့စာတမ်းအချို့ကိုတွေ့လိုက်ရပါတယ်။အိမ်ထဲမှာတော့အဖေကဘိုင်ရွေ့ကိုယူရဖတ်ထားရင်းနောင်နာကအတွက်သူ့ပိုက်ထဲကသားလေးကိုပဲအားကိုးရတော့မယ်လို့ပြောဆိုနေပါတယ်။တိတ်မကြခင်မှာပဲအဖေကမိုးတွေရုံကိုတောင်ဟောင်းတစ်ခုတည်းကိုသူ့လူတွေနဲ့အတူရှောက်လာရင်းကျမစီကိုဒေါသတကြီးဖုန်းဆက်လာပါတယ်။သူကကျမကိုရှီပန်းရှားဆိုပြီးနာမည်တက်အော်ခေါ်လိုက်ကပစ္စည်းကိုဘယ်မှာဖွက်ထားလဲအခုချက်ချင်းပြန်ထုတ်ပေးဖို့အမိန့်ပေးပါတော့တယ်။ကျမကလည်းလက်ဖက်ရည်တောက်နေရင်းနဲ့ရှင်အဲ့ဒီပစ္စည်းကိုလိုချင်နေဆိုရင်မနက်ဖြန်ရှမ်မီသားစုကကျင်းပမဲ့ရှင်းအောင်ပစ္စည်းအကဲဖြတ်တဲ့ပွဲကြီးကိုလာခဲ့ဖို့နဲ့လာရဲရင်ပွဲကောင်းတစ်ပွဲတေချာပေါက်ကြည့်ရမယ်လို့စိန်ခေါ်လိုက်ပါတယ်။နောက်တစ်နေ့မှာတော့ရှန်ကိုဆိုတဲ့တထေးကြီးတစ်ယောက်ကမိခိုးရောင်ကုတ်အင်ဂျီကိုဝစ်ဆင်ထားကသူ့လက်ထဲကတစ်တာမြောက်ပြနေပါတယ်။အဲ့ဒီအထဲမှာရှိနေတာကလွန်ခဲ့တဲ့အနှစ်90ကတည်းကပျောက်ဆုံးနေခဲ့တဲ့ရှမ်မီသားစုရဲ့အမွေဆက်ခံခွင့်ပြရုပ်ဖြစ်တဲ့ရတနာကြောက်စိမ့်တစ်ခုဖြစ်တယ်လို့သူကလူအများကိုကြေညာနေပါတယ်။ဒီနေ့ပွဲမှာအဲ့ဒီကြောက်စိမ့်ရဲ့ပိုင်ရှင်အစ်စ်အမှန်ကိုအတည်ပြုမှာဖြစ်ပြီးအဲ့ဒီသူကရှမ်မီသားစုရဲ့စီးပွားရေးလုပ်ငန်းတွေပိုင်ဆိုင်မှုတွေအားလုံးကိုလွှဲပြောင်းရယူနိုင်မယ်လို့လည်းပြောပါတယ်။အဲ့ဒီလိုပြောနေတော့မှပဲကျမကအမေလက်ကိုတွဲပြီးလူအုပ်ထဲကနေထွက်လာကခဏနေပါဦးလို့ပြီးတော့သူ့လက်ထဲမှာကင်ထားတဲ့ကြောက်စိမ့်ကအတူကြီးဖြစ်တယ်လို့ရဲဝံ့ပဲထုတ်ပြောလိုက်ပါတယ်။ရှန်ကိုကဒေါသတကြီးနဲ့ဘဲကရောက်လာတဲ့အရိုင်းဆိုင်မလေးကရှမ်မီသားစုပွဲမှာလာပြီးရန်ကားနေတာလေလို့အော်ဟစ်လိုက်တဲ့အချိန်မှာပဲလူအုပ်ထဲမှာထိုင်နေတဲ့အဖေကအပြာရောင်ကုတ်အင်ဂျီကိုဝစ်ဆင်ထားလျက်ထွက်လာပါတယ်။အဖေကကျမကိုလက်ညှိုးငေါက်ထိုးပြီးမိဘကျေးဇူးမသိတတ်တဲ့သမီးရှမ်မီသားစုစီမှာလာပြီးငွေညစ်ဖို့ပြဿနာရှာဖို့စူးစမ်းနေတာလားဆိုပြီးဆွဆွဲပါတော့တယ်။ပြီးတော့ကျမဘေးမှာရက်နေတဲ့အမေဟာသူ့ရဲ့ဇနီးဟောင်းဖြစ်ကြောင်းအဟောင်းဆိုင်တွေမှာအမိုက်လိုက်ကောက်နေတဲ့အယူမတယောက်သားဖြစ်ပြီးအခုလဲပတ်စံမလွန်းလို့ယူနေကြတာဖြစ်မယ်လို့လူပုံလဲမှာအဆက်ခွဲပါတယ်။အဲဒီနောက်မှာတော့ဘိုင်းရွေးကသူ့ရဲ့ကိုဝင်ကိုပို့ရင်ကျမတို့ကိုအမိုက်ကောက်ပြီးလူလိန်စားနေုံနဲ့မကျေနပ်ပဲအထက်တန်းလွာတွေကိုလာပြီးအမီးစားဖက်လှုပ်ချင်နေတာလားဒီလိုလုပ်ရက်တွေကြောင့်ရဲစခန်းကိုအဖမ်းခံရရင်ကျမရဲ့ဘဝပါတစ်သက်လုံးပျက်စီးသွားလိမ့်မယ်လို့ချင်းချောက်ပြောဆိုပါတယ်။အဲဒီအချိန်မှာပဲကျမတက်ထားတဲ့မျက်မှန်ရဲ့ဘေးထွက်ဆိုးကျိုးကြောင့်မျက်လုံးတွေအရမ်းနာကျင်လာပြီးကျမခစ်တက်မြမျက်စိမိတ်ပြီးအန်ကျိတ်ခံလိုက်ရပါတယ်။ရှန်ကိုကသူ့လူတွေကိုခေါ်ပြီးကျမတို့သားမီး2ယောက်လုံးကိုအပြင်ကိုဆွဲထုတ်သွားဖို့အမိန့်ပေးပါတယ်။ကျမကလည်းချက်ချင်းပဲမျက်မှန်ကိုတေချာပြန်တက်လိုက်ပြီးဘသူထိရဲလဲထိဆိုပြီးပြန်អော်လိုက်ပါတယ်။ကျမကအိမ်တော်ထင်းကြီးဘေးမှာနေခဲ့ရတဲ့အချိန်တွေအတွင်းရှင်းအောင်ပစ္စည်းအကဲဖြတ်တဲ့ပညာရက်တွေကိုတေချာလေ့လာထားပြီးအုံနောက်ထဲမှာဆွဲထင်နေအောင်မှတ်သားထားတယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ရှန်ကိုကိုစိန်ခေါ်လိုက်ပါတယ်။သူ့လက်ထဲကပစ္စည်းကအစ်စ်ပါလို့ယုံကြည်နေရင်လူပုံလဲမှာကျမကိုအကဲဖြတ်စစ်ဆေးခွင့်ပေးရဲလားလို့မေးလိုက်ပါတယ်။သူကလည်းမောင်မာနဲ့ပဲစစ်ချင်ရင်စစ်ကြည့်ပါတွေများအကွက်ဆန်းထုတ်ပြနိုင်မလဲကြည့်ရသေးတာပေါ့လို့ပြောပြီးကြောက်စိမ့်ကိုပေးလိုက်ပါတယ်။ကျမလည်းဓာမီလေးတစ်လက်ကိုထုတ်ပြီးလက်ထဲကအစိမ်းရောင်ကြောက်စိမ့်ဆွဲသီးကိုတေးချာထိုးကြည့်လိုက်ပါတယ်။ပထမအချက်အနေနဲ့ဒီကြောက်စိမ့်ရဲ့တားလွန်းနေတဲ့အနေအထားနဲ့အပေါ်ယံအယောင်စင်းတွေဟာဓာတ်ဆေးရည်တွေသုံးပြီးဟောင်းကန်းသွားအောင်တမင်ဖန်တီးထားတဲ့လက္ခဏာတွေဖြစ်နေပြီးလုံးဝသဘာဝမကျဘူးလို့ထောက်ပြလိုက်ပါတယ်။ဒုတိယအချက်အနေနဲ့ကြောက်စိမ့်ပေါ်မှာထွင်းထူထားတဲ့ဓာတ်ရတွေရဲ့ဥတီယာဟာရှမ်မီသားစုသားတီးတန့်အသုံးပြုလေးရှိတဲ့ပြောင်းပြန်ထွင်းထူနည်းစနစ်နဲ့လုံးဝကိုကွဲလွဲနေတယ်လို့ရှင်းပြလိုက်ပါတယ်။နောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ရှမ်မီသားစုရဲ့တကယ်အမွေဆက်ခံခွင့်ကြောက်စိမ့်အစ်စ်အမှန်ရဲ့အတွင်းပိုင်းမှာသဘာဝအတိုင်းဖြစ်ပေါ်နေတဲ့လာချမ်းပုံစံအကွဲကြောင်းလေးတစ်ခုမဖြစ်မနေပါရှိရမှာဖြစ်ပါတယ်။ဒါပေမဲ့အခုသူကင်ထားတဲ့ကြောက်စိမ့်ကတော့အပြစ်နာစာကင်းလွန်းနေတဲ့အတွက်ဒါဟာလုံးဝကိုအတူရောင်ဖြစ်တယ်လို့အခိုင်အမာပြောဆိုလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအမေကရှေ့ကိုတိုးလာပြီးတကယ်တက်တဲ့အထောက်ထားကသူ့လက်ထဲမှာရှိတယ်လို့ပြောလိုက်ပါတယ်။အမေကသူ့အင်ဂျီအိတ်ကက်ထဲကနေတေးငယ်တဲ့ကြောက်စိမ့်အကျိုးပဲလေးတစ်ခုကိုထုတ်ပြပြီးဒါကမှတကယ်အမွေဆက်ခံခွင့်ကြောက်စိမ့်အစ်စ်ရဲ့အစိတ်ပိုင်းဖြစ်တယ်လို့လူအများကိုပြသလိုက်ပါတယ်။အဲ့ဒါကိုမြင်တော့အဖေကအထင်သေးတဲ့မျက်နှာပေးနဲ့ရေမောလိုက်ပြီးလမ်းဘေးပလက်ဖောင်းစီအစိတ်လောက်ပေးဝယ်လာတဲ့ကြောက်ခဲခွဲလေးကိုကင်ပြီးဘသူ့ကိုလာလိမ့်နေတာလဲဒီမှာလာပြီးမျက်နှာပန်းမခံပဲအမြန်ထွက်သွားကြဖို့အော်ဟစ်မောင်းထုတ်လိုက်တဲ့အချိန်မှာပဲကျမရဲ့မျက်မှန်ကိုတီတီငိမ့်နဲ့ချွတ်လိုက်ပါတယ်။ပြီးတော့ကျမစီမှာအသိရှိနေတဲ့နောက်ထပ်ကြောက်စိမ့်ချမ်းလေးတစ်ခုကိုမျက်မှန်ထဲကနေထုတ်ယူပြီးအမေလက်ထဲကအပိုင်းလေးနဲ့အံဝင်ခွင်ကြဖြစ်အောင်တက်ဆက်ပြလိုက်ပါတယ်။အိမ်တော်ထိန်အဖိုးအိုကြီးကအနားကိုအပြေးလန်းရောက်လာပြီးကြောက်စိမ့်ကိုတေးချာကင်တွေကြည့်ရှုအကဲဖြတ်ပါတော့တယ်။တကယ်ကိုလာချမ်းပုံစံအကွဲကြောင်းအစ်စ်မှန်ဖြစ်နေတာကိုတွေးလိုက်ရတဲ့အခါမှာတော့အဖိုးအိုကြီးဟာအရန်ကိုဝမ်းသာပီတိဖြစ်သွားပြီးအမေကိုကြည့်ကတခင်မလေးကျွန်တော်တခင်မလေးကိုနောက်ဆုံးတော့ရှာတွေ့သွားပါပြီလို့မျက်ရည်ပေါက်ကြီးငယ်ကြပြီးဝမ်းသာလုံးဆိုးစွာနဲ့ပြောပါတော့တယ်။စင်မြင့်ပေါ်ကကျွမ်းကျင်သူအကဲဖြတ်မျိုးသမီးကြီးကလည်းတေချာစစ်ဆေးကြည့်ပြီးတဲ့နောက်ဒါဟာတကယ်ကိုအစ်စ်မှန်ဖြစ်တဲ့ရှမ်မီသားစုရဲ့အမွေဆက်ခံခွင့်ကြောက်စိမ့်ဖြစ်ကြောင်းကိုလူကြီးကင်ထားတာကဖြစ်ပေါ်အတူအယောင်သာဖြစ်ကြောင်းလူအများရှေ့မှာမိုက်ခရိုဖုန်းကနေတဆင့်အတည်ပြုကြေညာပေးခဲ့ပါတယ်။အဲဒီတော့မှအိမ်တော်ထင်းကြီးကအတူကင်ထားတဲ့လူကြီးဘက်ကိုလှည့်ပြီးလွန်ခဲ့တဲ့အနှစ်90ကအိမ်တော်ကိုမိရှို့ခဲ့တာမင်းကမိသားစုအမွေကိုခိုးယူသွားရုံနဲ့မကပဲတခင်မလေးကိုပါတက်ဖြတ်ဖို့ကြိုးစားခဲ့တယ်။အခုအပြင်မှာရဲတွေရောက်နေပြီမို့လို့မင်းရဲ့ဘဝလက်ကျန်ချိန်တွေကိုထောင်ထဲမှာပဲကုံဆုံးလိုက်တော့လို့ပြက်သားပြောချလိုက်ပါတယ်။သူပြောသလိုပဲရဲတွေချက်ချင်းဝင်လာပြီးအဲ့ဒီလူကြီးကိုလုံခြုံရေးတွေကြားထဲကနေဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီဖြစ်ရက်တွေအားလုံးကိုမျက်စိရှိမှတင်ကြည့်နေရတဲ့အဖေကတော့အရန်ကိုတုံ့လို့အံ့ဩသွားခဲ့ပါတယ်။တစ်သက်လုံးသူထင်သေးပြီးနှိမ်ချဆက်ဆံခဲ့တဲ့အဟောင်းဆိုင်တွေမှာအမိုက်လိုက်ကောက်နေတယ်လို့သူထင်ခဲ့တဲ့မျိုးသမီးဟာတကယ်တော့ဘီလီယံချီချမ်းသာတဲ့ရှမ်မီသားစုရဲ့တူလေးတော့အမွေဆက်ခံသူအစ်စ်အမှန်ဖြစ်နေတာကိုသူသိလိုက်ရပြီလေ။သူကရှမ်မီသားစုစီကရမယ့်ငွေကြေးအနေချင်းလေးအတွက်နဲ့တကယ်ရွှေတောင်ကြီးကိုကိုလက်နဲ့ကိုတွန်းဖယ်ပစ်ခဲ့မိပြီဆိုတာကိုနားလည်သွားပြီးဒေါသတကြီးနဲ့ကျမကိုလက်ညှိုးထိုးအော်ဟစ်ပါတော့တယ်။ကျမကိုကျေးဇူးကမ်းတဲ့သမီးအမေရဲ့တရုတ်မှန်ကိုကြိုသိနေပြီးသူ့ကိုတမင်တက်ထောင်ချောက်ဆင်ဒုက္ခပေးတာလို့ဆွဆွဲပါတယ်။အမေကရှမ်မီသားစုဝင်ဖြစ်နေရင်တောင်သူကကျမရဲ့အဖေရင်းဖြစ်တဲ့အတွက်သူ့ကိုလမ်းဆုံးအောင်တွန်းပို့လို့ရမယ်ထင်နေလားလုံးဝမရဘူးလို့ဩပါတယ်။သူ့မှာအားကိုးစရာတားယောက်ျားလေးတစ်ယောက်ရှိနေသေးတဲ့အတွက်သူတို့မိသားစုမွေးသွားရင်တောင်အဲ့ဒီသားကသူ့ကိုတည်တဲ့အထိလှုပ်ကြွေးပြုစုသွားမှာမို့လို့ကျမတို့သားမိကိုတပြားမှခွဲပေးစရာမလိုဘူးလို့မာနတကြီးနဲ့ဆက်ပြီးကြွားဝါနေပါသေးတယ်။သူ့ရဲ့မိန်းမငယ်လေးဘိုင်းရွေးကလည်းအဖေကိုဖတ်ပြီးသူ့ပိုက်ထဲကကလေးရှိသေးတယ်ဆိုပြီးဝင်ပြောပါတယ်။ကျမကတော့သူတို့ရဲ့အဖြစ်ကိုကြည့်ပြီးသဘောတကျရင်မောလိုက်မိပါတယ်။ပြီးတော့အဖေကိုကြည့်ပြီးရှင်ကနောက်ဆုံးကြံတဲ့အိမ်နဲ့ဗန်ထဲကငွေတွေအကုန်လုံးကိုသူ့နာမည်ပြောင်းပေးလိုက်ရင်ဘဝကြီးကတာယာသွားပြီလို့ထင်နေတာလားရှင်ဘယ်လောက်တောင်အယူလောက်ခံနေရလဲဆိုတာကိုပြမယ်လို့ပြောလိုက်ပါတယ်။ကျမကစင်မြင့်ပေါ်ကနောက်ခံစခရင်ကြီးပေါ်မှာဆေးရုံကကိုဝင်အာထရာဆောင်းရိုက်ထားတဲ့မှတ်တမ်းကိုချပြလိုက်ပါတယ်။အဲ့ဒီမှတ်တမ်းမှာကိုဝင်သက်တမ်းက68ရက်လို့အတိအကျပြနေပါတယ်။ကျမကအဖေကိုလွန်ခဲ့တဲ့68ရက်တုန်းကရှင်ကတခြားမျိုးမှာအစည်းအဝေးသွားလုပ်နေပြီးအိမ်ကိုလုံးဝမပြန်လာခဲ့တဲ့အချိန်ကာလတဝက်လောက်ရှိနေတာကိုထောက်ပြပြီးအဝေးကြီးကနေဘလို့လုပ်ပြီးကိုဝင်ရသွားအောင်လုပ်နိုင်ခဲ့တာလဲလို့မေးခွန်းထုတ်လိုက်ပါတယ်။အဖေကအဲ့ဒီ
ဒီမှတ်တမ်းကိုကြည့်ပြီးအရန်ကိုအံ့ဩမြင်သက်သွားခဲ့ပါတယ်။ဘိုင်ရွှေကတော့အရန်ကိုပြရခတ်သွားပြီးအဲ့ဒီစာရွက်ကအတုကြီးပါကျမကတမင်ဖန်တီးထားတာပါလို့အော်ဟစ်ညှင်းဆန်ပါတယ်။ဒါပေမဲ့ကျမကနောက်ထပ်အထောက်အထားတစ်ခုကိုစကရင်ပေါ်မှာထပ်ပြလိုက်ပါတယ်။အဲ့ဒါကတော့အဖေရဲ့တူတော်မောင်ဖြစ်တဲ့ကုဆက်ဆိုတဲ့သူစီကနေဘိုင်ရွှေစီကိုငွေတန်းတိတိလွှဲပြောင်းပေးထားတဲ့ဘဏ်ငွေလွှဲမှတ်တမ်းပဲဖြစ်ပါတယ်။ကျမကအဖေကိုရှင်းရဲ့တူတော်မောင်ကရှင်းအတွက်ပတ်စံတွေကုဖြုံးပေးုံတင်မကဘူးကလေးရဖို့ပါကူညီပေးခဲ့တာပဲလို့ခါနေတဲ့ပြောလိုက်ပါတယ်။ဒီလိုကိုနဲ့မဆိုင်တဲ့ဒစိမ့်တယောက်ရဲ့ကလေးအတွက်နဲ့ရှင်ကကိုမိမအရင်ကိုအိမ်ပေါ်ကနေမောင်းထုတ်ခဲ့ပြီးနောက်ဆုံးကြံတဲ့ပိုင်ဆိုင်မှုတွေကိုပါသူ့ကိုထိုးအပ်လိုက်တာဒါကရှင်ကုန်ယူနေတဲ့အမွေဆက်ခံသူပဲလို့တောင်းပြောင်းလိုက်ပါတယ်။အမှန်တရားကိုအားလုံးသိသွားတဲ့အချိန်မှာတော့အဖေဟာဒေါသတွေထိမ့်မနိုင်သိမ်းမရဖြစ်သွားပြီးဘိုင်ရွှေဆိုပြီးနာမည်ကိုအော်ခေါ်ကသူ့ကိုအားကုန်လွှဲရိုက်ချလိုက်ပါတော့ပါတယ်။ဘိုင်ရွှေလည်းကျမ်းပြင်ပေါ်ကိုလဲကျသွားပြီးအဖေကချက်ချင်းထက်ရိုက်ဖို့စူးစမ်းပေမဲ့ရဲတွေကဝင်ဆွဲထားလိုက်ရပါတယ်။ဘိုင်ရွှေကတော့ကြောက်လန့်တကြားနဲ့အပြင်ကိုထွက်ပြေးဖို့စူးစမ်းပါတယ်။ဒါပေမဲ့အပြင်ဘက်ကိုရောက်တာနဲ့ရဲအရာရှိတယောက်ကသူ့ကိုတားဆီးလိုက်ပြီးကြီးမားတဲ့ငွေကြေးလိမ်လည်မှုစာရွက်စာတမ်းအတူပြုလုပ်မှုတွေနဲ့သူ့ကိုဖမ်းဆီးခေါ်ဆောင်သွားပါတော့ပါတယ်။အဖေကတော့သူ့အယူလောက်ခံလိုက်ရပြီဆိုတာကိုလက်ခံလိုက်ရပြီးကျမ်းပြင်ပေါ်မှာဒူးထောက်ရက်လျက်သားနဲ့အော်ဟစ်ငိုကြွေးနေပါတော့ပါတယ်။အဲ့ဒီပြဿနာတွေပြီးသွားတဲ့နောက်ရက်အနေငယ်အကြာမှာတော့မိုးတွေအရန်သေးထန်စွာရွာသွန်းနေတဲ့ညတညမှာအဖေဟာကျမတို့နေထိုင်တဲ့ရှမ်းမီသားစုရဲ့အိမ်တော်ကြီးရှေ့ကိုရောက်လာခဲ့ပါတယ်။သူကအိမ်တော်ရဲ့တစ်သားနဲ့လှုပ်ထားတဲ့တကားကြီးကိုအတင်းဆွဲလှုပ်ပြီးအမေနာမည်ကိုအော်ခေါ်ကသူမသွားပါပြီတကယ်ကိုနောင်တရနေပါပြီလို့အော်ဟစ်ငိုကြွေးနေပါတယ်။သူတို့ဟာလင်မယားတွေဖြစ်ခဲ့ကြပြီးကျမကလည်းသူ့ရဲ့သမီးရင်းဖြစ်တဲ့အတွက်သူ့ကိုဒီတိုင်းတေအောင်မပစ်ထားကြပါနဲ့လို့အသနာခံနေပါတယ်။အဲ့ဒီအချိန်မှာအမေကထီးလေးတစ်လက်ဆောင်ပြီးအိမ်ထဲကနေထွက်လာခဲ့ပါတယ်။အမေကသူ့ကိုကြည့်ပြီးရှင်ကျမကိုအိမ်ပေါ်ကဆင်းဖို့စာချုပ်မှာအတင်းလက်မှတ်ထိုးခိုင်းခဲ့တဲ့နေ့ကလေးကကျမတို့ဟာမိသားစုဝင်တွေမဟုတ်တော့ဘူးလို့တီတီငိမ့်ငိမ့်ပဲပြန်ပြောလိုက်ပါတယ်။အဖေကကျမကိုထပ်ပြီးအော်ခေါ်ကအဖေမှားသွားပါပြီအဖေကိုခွင့်လွှတ်ပေးပါသမီးရဲ့လို့တောင်းပန်ပါတယ်။ကျမလည်းအိမ်ထဲကနေထွက်လာခဲ့ပြီးသူ့မျက်နှာရှိကိုစာရွက်တစ်ရွက်ပြစ်ချလိုက်ပါတယ်။ပြီးတော့ရှင်ကတခြားသူရဲ့ကလေးကိုရွေးချယ်ပြီးကျမအမေကိုကိုယ်တိုင်အိမ်ပေါ်ကနေမောင်းထုတ်ခဲ့တာအခုမှလာပြီးနောင်တရနေတာအရန်ကိုနောက်ကျသွားပြီလို့ပြက်ပြက်သားသားပြောချလိုက်ပါတော့တယ်။